အသက်ငယ်ငယ်မှာအောင်မြင်ချမ်းသာခြင်းဒီချက်တွေကိုလှုပ်ပြပါတဲ့ငွေနောက်ကိုလိုက်ပါဒီနေ့ခေတ်စီးပွားရေးအရာဆိုရင်တမယိုးကြနီးတွေနဲ့ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်ပထမဆုံးခြေလှမ်းကတော့တက်ဝင်ငွေတိုးလာဖို့အာရုံစိုက်ရမယ်ငွေထက်ခါဝင်နေဖို့အာရုံစိုက်နေရမယ်အခုငွေနောက်ကိုစလိုက်ပါဒီလိုလှုပ်ခြင်းအပြင်တင်ဟာငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီးအခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်နဲ့မကြောက်ရပါနဲ့တိတ်တိတ်စီကြိုးစားပါကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကဝင်ငွေမပေါ်သေးပဲနဲ့တံမိုးကြီးကားတွေတံမိုးကြီးနိုင်တွေဝယ်မွက်ပါနဲ့ကိုယ့်အလုပ်ကြောင့်လူသိပါစေကိုယ်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့၃ရင်းနှီးမြှုပ်နှံဖို့ငွေစုပါငွေစုဖို့အတွက်တစ်ခုတည်းသောအကြောင်းပြချက်ကရင်းနှီးမြှုပ်နှံဖို့ပါပဲငွေစုပြီးဆိုတာနဲ့စုတဲ့ငွေကိုလုံးဝမထိပါနဲ့ဘာအတွက်မှလည်းမသုံးပါနဲ့အရေးပေါ်အတွက်ဆိုရင်တော့မသုံးပါနဲ့ဒီလိုလုပ်ခြင်းဟာကိုယ့်ဝင်ငွေကိုတိုးလာစေပါတယ်နံပါတ်၄အကျွေးယူတာကိုရှောင်ပါဘယ်တော့မှငွေမချီရအောင်အကောင်းဆုံးငွေကြီးကိုထိန်းချုပ်ပါစီကံတွေသတ်မှတ်ထားပါချမ်းသာတဲ့သူတွေဟာရင်းနှီးမြှုပ်နှံမှုအသစ်တွေပြုလုပ်ဖို့ငွေချေးစည်းစိမ်မှုတိုးတက်ဖို့အတွက်သာအကျိုးယူကြတာပါစင်းတဲ့သူတွေကတော့ပစ္စည်းတွေဝယ်ဖို့ငွေချေးကြတယ်ဒီတော့စင်းတဲ့သူတွေကပိုစင်းရဲပြီးချမ်းသာတဲ့သူတွေကပိုချမ်းသာကြပါတော့တယ်နံပါတ်5ငွေကိုတဝင်တိုးတက်တဲ့ချစ်သူတယောက်လိုပြုမှုဆက်ဆံပါငွေတွေပေါ်များလာစေလို့ဘရော့ဆူတောင်းနေအချင်းကြီးပါပဲငွေကြေးပိုင်းဆိုင်ရာလွတ်လပ်မှုရရှိမယ်ဆိုတာဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါချမ်းသာဖို့ဆိုရင်ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါမယ်ငွေဆိုတာတဝင်တိုးတက်တဲ့ချစ်သူလိုပဲသင်ကသူမကိုဂရုမဆိုင်ရင်သူကလည်းတင့်ကိုဂရုဆိုင်မှာမဟုတ်ပါဘူးဒီထက်ဆိုလိုက်ရင်သူကတင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့တွေ့ပြီးတင့်ကိုဆွန့်ခွာကောင်းဆွန့်ခွာသွားနိုင်ပါတယ်နံပါတ်6ပတ်စံကိုဘယ်တော့မှအိတ်မနေပါနဲ့ပတ်စံအနာရီကိုလည်းမသိဘူးအချိန်စားကိုလည်းမသိဘူးအားလည်းရက်တွေကိုလည်းမသိဘူးငွေကအလုပ်ကြိုးစားတဲ့သူတွေကိုပဲချစ်တယ်စင်းရဲတယ်ဆိုတာအဓိပ္ပာယ်မရှိတဲ့အရာပါနံပါတ်9အကောင်းဆုံးစင့်ခွန်အားပေးနိုင်သူအကြံပေးနိုင်သူကိုရှာပါတိုးတက်အောင်မြင်ဖို့ဆိုရင်မိမိကိုယ်ကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကိုရှာဖွေရမယ်ဒါအကောင်းဆုံးနည်းလမ်းပါပဲနံပါတ်10ကတော့ကိုယ်ပိုင်လုပ်ငန်းစတင်ပါအမွေပိုင်းစဉ်းစားမနေနဲ့စုံလုပ်ကိုင်သူတွေဟာအကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်မီလီယံနာအများစုဟာကိုယ်တိုင်စူးစမ်းပြီးကြွားလာသူတွေဖြစ်ပါတယ်